လွယ်နဲ့ငွေရချင်တဲ့သူများအတွက်ဒီအချက်ကိုစမ်းလုပ်ကြည့်ပါခင်ဗျမိတ်ဆွေများအနေနဲ့အစင်တင်ဖြစ်ပြီဆိုရင်ကိုယ့်ရက်မှာမျက်လုံးကိုမိတ်လိုက်ပါခင်ဗျအသက်ဝအောင်ရှူသွင်းလိုက်ပါခင်ဗျရှူထုတ်လိုက်ပါခင်ဗျအသက်ဝအောင်ပြန်ရှူသွင်းလိုက်ပါခင်ဗျရှူထုတ်လိုက်ပါခင်ဗျကိုယ့်ရက်မှာစိတ်ကိုခဏလေးတည်ငြိမ်အောင်ထားလိုက်ပါခင်ဗျကိုယ့်ရက်မှာအာယုံကကိုယ့်ရက်မှာလေဝင်လေထွက်မှာပဲအာယုံစိုက်ပါခင်ဗျအချိန်ခဏကြာတော့ပြီဆိုရင်မိတ်ဆွေများအနေနဲ့ကိုငယ်စဉ်ဘဝကနေပြီးတော့အခုချိန်ထိသုံးလာရတဲ့ငွေအများစုကိုကျေးဇူးတင်ပေးပါခင်ဗျကိုမှရှိနေတဲ့ငွေအားလုံးကိုကျေးဇူးတင်ပေးပါခင်ဗျကဘာပေါ်မှာရှိနေတဲ့ငွေများအားလုံးကိုကျေးဇူးတင်ပေးပါခင်ဗျကိုသုံးခဲ့ဘူးတဲ့ငွေများအားလုံးကိုချစ်တယ်ဆိုတဲ့စကားလုံးပြောပေးပါခင်ဗျကိုမှရှိနေတဲ့ငွေများအားလုံးကိုချစ်တယ်ဆိုတဲ့စကားပြောပေးပါခင်ဗျကဘာပေါ်မှာရှိနေတဲ့ငွေများအားလုံးကိုချစ်တယ်ဆိုတဲ့စကားလုံးပြောပေးပါခင်ဗျထွက်သွားတဲ့ငွေများအားလုံးကိုပြန်ဝင်လာဖို့နှွေးထွေးချစ်ခင်စွာနဲ့ကြိုဆိုတယ်လို့ပြောပေးပါခင်ဗျကဘာပေါ်မှာရှိနေတဲ့ငွေများအားလုံးကိုနှွေးထွေးချစ်ခင်စွာနဲ့ကြိုဆိုတယ်လို့ပြောပေးပါခင်ဗျကိုကငွေများစွာနဲ့ထိုက်တန်တယ်လို့ပြောပေးပါခင်ဗျကိုကလွယ်နဲ့နေ့တိုင်းငွေရနေတဲ့သူတယောက်လို့ကိုပြောပေးပါခင်ဗျမိတ်ဆွေများအနေနဲ့တရားထိုင်တဲ့ချိန်တိုင်းကိုယ့်ရဲ့မှစိတ်တည်ငြိမ်သွားတဲ့ချိန်မှာဒီလိုမျိုးလုပ်ဖို့လိုပါတယ်ခင်ဗျဒီဗီဒီယိုတင်ထားပါခင်ဗျပြီးတော့ကိုတရားထိုင်တဲ့ချိန်တိုင်းကိုဒီလိုမျိုးဖွင့်ပြီးတော့ပြောပြပါခင်ဗျတရက်ကိုအနည်းဆုံး3ချိန်လုပ်ပြရခင်ဗျမနက်ကိုအိယာထားလာတဲ့ချိန်တစ်ချိန်ရယ်ညကိုအိယာဝင်တဲ့ချိန်တစ်ချိန်ရယ်လုပ်ပြပါပြီးတော့နောက်ထပ်နေ့လယ်ထမင်းစားပြီးတဲ့နောက်ပိုင်းမှာတစ်ချိန်လုပ်ပြပါခင်ဗျမိတ်ဆွေများနေတဲ့ဒီလိုမျိုး21ရက်တိလုပ်မယ်ဆိုရင်မိတ်ဆွေများစီမှာထူခြားမှုတွေတွေ့ရှိလာမှာတေချာပါတယ်ခင်ဗျဒီနည်းလမ်းကမိတ်ဆွေများတူးချင်းစီအတွက်အပြည့်အဝအကျိုးရှိမယ်လို့ဆရာတို့အနေနဲ့ယုံကြည်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းကိုချစ်တဲ့တူတူးချင်းစီတွေ့မြင်ရအောင်လူသားတူးချင်းစီတွေ့မြင်ရအောင်မျှဝေပေးကြပါခင်ဗျာအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာ